ဓမ္မစကဝိပဿနာတောစခန်းကြီးစာတွန်တီတော်ကြီးတန်းဒေသမှာတရားစခန်းဝင်ယောဂီများကျမ်းမာရေးအတွက်နေ့စဉ်စောင့်သုံးနိုင်မှုစေဥပုပ်ရုပ်ရည်များကိုစီမံထားရှိပါတယ်စေဥပုပ်ပင်များကိုတော့နိုင်ငံကျော်အစိုးရဒေါ်ချိုပြုံးကဒေကြောင်းကေစာနဲ့တကွကတွင်းယောဂများကိုသက်သာပြောက်ကင်းစေတဲ့ဆိုတဲ့သက်သေခံချက်ကစပြီးတော့လူစီများခဲ့ပါတယ်နောက်ပိုင်းမှာတော့TikTok ပေါ်မှာရှင်းနေကြီးတယောက်ကလည်းသူ့ရဲ့ကင်ဆာယောဂအဖို့အကျိတ်တွေသိငယ်သွားတယ်ဆိုတဲ့သက်သေခံချက်တွေစစ်တိုက်ထွက်ပေါ်ခဲ့ပါတယ်စေချမ်းအဆောင်ဆောင်မှာလည်းပဲစေဝဘုတ်ရဲ့အစွမ်းသက်တီများကိုပေါ်ပြထားတာကိုနောက်ပိုင်းမှာလူတွေလေ့လာတွေ့ရှိခဲ့ကြပါတယ်ဒါကြောင့်ဒီစေဝဘုတ်ပင်တွေကိုခုဆွပြီးတော့အရေးထဲမှာအချောက်ခံကပြုတ်ပြီးတော့သောက်သုံးနိုင်ရန်အတွက်စီမံထားတာဖြစ်ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာဒီပြရာဝိကွာပြီးလူရဆန္ဒပြကြပါစေသာသနာပြုလုပ်ငန်းများကိုလည်းဆောင်ရွက်နိုင်ကြပါစေခင်ဗျာ